အားလုံးပဲမင်္ဂလာပါဆိုတူလင်ဘလော့ကနေကြိုဆိုပါရစေဒီနေ့စနေနေ့ညမှာကံမဲ့ပွဲတွေရတော့ဒီညမြန်မာစံတော်ချိန်8 နာရီခွဲမှာကံမဲ့ပွဲ၄ပွဲရှိတယ်ကံမဲ့၄ပွဲရှိတယ်ပြီး17နာရီမှာကျတော့မြန်မာစံတော်ချိန်17နာရီမှာဆိုရင်တပွဲရှိရပေါ့နော်ပထမဆုံး8နာရီပွဲကံမဲ့၄ပွဲရတော့ပထမပွဲဖူဟန်နဲ့အေဗာတန်ဖူဟန်နဲ့အေဗာတန်ဆိုရင်တော့ဒါဖူဟန်အင်ဝင်းဖြစ်တဲ့အတွက်အေဗာတန်ဖူဟန်ရောအေဗာတန်ရောအမှတ်တွေကသူကတန်းစင်းစုံလေးလွတ်သွားပြီဒါကြောင့်အမှတ်မလို့တဲ့ပွဲဆိုတော့ဒီပွဲကတော့အင်ရှင်ဖြစ်တဲ့ဖူဟန်ပဲတိုက်စစ်ပိုင်းပို့ပြီးတော့ကောင်းမွန်တဲ့အတွက်တောင်မန်ဒီတိုက်စစ်တွေကောင်းမွန်တယ်ဒီပွဲကတော့ဖူဟန်ပဲကပ်ပြီးနိုင်သွားကြရှိပါတယ်နောက်တစ်ပွဲကတော့ Epsom နဲ့ Brentford ပေါ့နော် Epsom နဲ့ Brentford ပွဲကတော့ပြေးကြတယ် Brentford နိုင်မဲ့ပွဲတိုးတော်ညာလဲ Epsom ကတော့တန်းစင်းသွားတယ် Epsom ရဲ့ Leicester ရဲ့Epsom ရဲ့ Leicester ရဲ့ Southampton ရဲ့တော့တန်းစင်းသွားပါပြီအဲ့တော့ Epsom ကတော့ရှုံးနိုင်တန်းစင်းရမှာဖြစ်တယ် Brentford ကတော့နောက်ဆုံးပွဲတွေမှာသူကရှုံးပွဲမရှိသေးဘူးငါပွဲဆက်တယ်နော်နိုင်ပွဲရလဲသူကရှာထားတယ်ဒီအဲ့တော့ Brentford ကိုနိုင်ရင် Brentford ကတ်နိုင်နေရှိတယ်ဒါပေမဲ့လည်း Epsom ကသူ့ရဲ့အိမ်ဝင်ဖြစ်တဲ့အတွက်သူကလည်းရုံးကန်ပြီးတော့ခံကန်မှာတော့နော်နောက်တစ်ပွဲကတော့ Southampton နဲ့ Man City ပွဲဆိုတော့ဒီပွဲကတော့ Man City ကိုပြတ်နိုင်တဲ့ပွဲပေါ့နော်အဲ့လိုပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ Southampton အများကြီးခြေစွမ်းပိုင်းกว่าတယ် Southampton ကလည်းကန်လဲဆင်းသွားပြီ Man City ကလည်းဒီရတဲ့လောက်ကိုပေါ့နော်သူကလည်းအဆင့်2 3ရအောင်လို့သူကလည်းအမှတ်တွေကိုအပြိုင်သူတို့ကလည်းရတဲ့လောက်ယူဖို့ဆိုတော့ဘူးပြတ်နိုင်တော့ပဲဖြစ်တယ်ဘူးနဲ့ Brighton ပွဲရတော့ဘူးကလည်း3ပွဲဆက်လာ3ပွဲဆက်သူကလည်းမရှုံးသေးဘူးဆိုတော့ဘူးပဲဒီဘက်မှာဘူးအိမ်ဝင်နေဖြစ်တဲ့အတွက်ဘူးကတိုက်စစ်ကလည်းကောင်းတယ်ခုညာတို့ဟိုတို့တွေ့ရတယ်မိနေတယ်တိုက်စစ်မိတယ် Brighton ဝေးကွင်းပွဲဆိုတော့ Brighton ခံစစ်ထိုင်ပြီးတော့သူ့ရဲ့တောင်ပန်တွေရဲ့မြန်နှုံးနဲ့ပဲဒီဒိုမာတို့မင်တေးတို့လည်းတောင်ပန်မြန်နှုံးနေတယ်ပဲပြန်လဲဆော့တိုင်းတယ်ဝူကတော့အနိုင်တေချာဖို့များတယ်ပေါ့ပြီးတော့ဘုံမောင်းနဲ့ Aston Villa ဆိုရင်တော့ဘုံမောင်းအိမ်ဝင်းဆိုတော့ဘုံမောင်းအောင်လည်းသူကလည်း Europa League တို့ Champions League တို့ဒီ Aston Villa တို့ဘုံမောင်းတော့အပြိုင်လို့နေတာဖြစ်တဲ့အတွက်ဒီပွဲတော့အကျိတ်နဲ့အရှိဆုံးပွဲဖြစ်မယ်ဘုံမောင်းအိမ်ဝင်းဆိုရင်လည်း Aston Villa ကလည်း Champions League လည်းမရှိတော့ဘူး Premier League ပဲဆိုတော့သူကလည်းတဲတန်ကံမှာအဲ့တော့ဒီပွဲကတေလဲကြာသွားနိုင်တယ်နိုင်မယ်ဆိုရင်တော့အင်ရှင်ဘုံမောက်ကကတ်နိုင်ကြီးရှိတယ်အဲ့တော့အသေးတန်ကံပြီးတော့မှအရှုံးနိုင်ရတော့ဘယ်သူဘက်ကိုပါမယ်တော့ပြောတတ်သေးဘူးနော်အဲ့တော့ဒီဒါစနေနေ့ညပွဲစဉ်တွေဒီပါတယ်အဲ့တော့လာမယ့်စူပါဆန်ဒေးကတော့ပွဲကောင်းတွေရှိတယ်မနက်ဖြန်ကျမှကျွန်တော်ဆက်လက်ပြီးတင်ပြမယ်ဒီပွဲစဉ်လေးတွေဟိုဒီဟာညီကိုတို့ရောမိပဲတင်အောင်အားပေးလေကျင်းနေတဲ့လေကွန်မန့်လေးပေးခဲ့ကြအောင်ပြီးတော့ပဲတင်အနိုင်ရရှိနိုင်တယ်ဆိုတာလေကွန်မန့်လေးမှာရေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်